Airbear နဲ့နောက်ဆုံးထွက်လာတဲ့ AirPods Pro Gen 3တာမန်တစ်ချက်တွေလောက်ပဲနားထောင်မှုတဲ့ကောင်းနေဆိုလို့ရှိရင်ဒီနှစ်ချက်ကိုနားထောင်လိုက်တာနဲ့နားတစ်ခေါင်းလေချောင်းတန်းပြီးတော့စေးကန်းတာသွားပြီးပြတော့အဲ့လောက်ထိကိုကျန်းတယ်ဒီကောင်ကိုပေးရတဲ့ price နဲ့လုံးဝတန်တယ်လို့ပြောရမယ့်အချက်ကတော့ဒီကောင်ရဲ့ sound quality အတန်ထွက်တော်တော်လေးမိုက်တယ်အရင်တော့ AirPods Pro Generation 2တော့မိုက်ပါတယ်ဆိုတဲ့နောက်တော့ AirPods Pro Generation 3ကပို့ပြီးတော့မိုက်လာတယ် ANC ရော transparency ရောဒီနှစ်ချက်တစ်မျိုးတည်းဝယ်ပြီးအသုံးပြုလို့ရပြီးတော့ဒီကောင်ကျွန်တော် iPhone တွေနဲ့ချိတ်ဆက်မယ်ဆိုလို့ရှိရင်လည်း pop-up window easy တခါရဲတက်တယ် Type C နဲ့ပဲအားသွင်းရပြီးတော့ဒီကောင်ရဲ့အသုံးပြုရမယ့် time ကကျွန်တော်8နာရီလောက်ထိအသုံးပြုခြင်းရမယ်တော်လေးမိုက်တယ်နားအတွင်းဘက်ကို speaker ပို့ရောက်သွားတဲ့ design ကြောင့်မလို့ကျွန်တော်နားထောင်ရတဲ့အခါမှာ feel ရှိတယ်လို့ပြောလို့ရပါတယ် volume adjust ကိုကျွန်တော် jack ကနေ AC control လုပ်လို့ရတော်တော်လေးစောက်ထားကြတယ် jack က silicone ear tips တွေက၄ခုပါလာတယ်ဒီကောင်ရဲ့ unboxing ကကျွန်တော်10သိန်းလောက်သုံးကြမလို့ငွေငွေ6000ကျော်နဲ့ပဲ10သိန်းကျော်တန် unboxing ကိုလုပ်နေရတဲ့အတိုင်း feeling ပေးတယ်ထဲထဲမှာလည်းကျွန်တော်စာရွက်စာတမ်းအကုန်ပါတဲ့အပြင်မှာဒီကောင်ရဲ့ Apple ရဲ့ original seeds တွေကစာအသုံးပြုပေးထားတဲ့အတွက် high end quality ရောခင်ဗျားတို့ထုတ်ပြီးတော့မပြောတော့ဘူးတေချာပဲမျက်လုံးနဲ့ကြည့်သွားလိုက်တော့ပြီးတော့ဒီကောင်ရဲ့ဒီပေါ့နော်ထဲထဲမှာစာရွက်စာတမ်းတွေဆိုတာလည်းအခုလိုမျိုးပါတာပါတေချာတက်တက်ရရနေပါပြီးတော့ casing plastic wrap လေးတေချာလေးလုပ်ပေးထားတယ်ထဲထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ silicone ear tips ကို side လေး side ထည့်ပေးထားတဲ့ box တစ်ခုပါမယ်အားသွင်းကြိုးကတော့ခင်ဗျားတို့အစ်စ်တွေမှာမပါရတော့ဒီ quality မှာလည်းမပါတော့တာထူးတလေထုတ်ပြီးတော့မပြောတော့ပါဘူးကျေးဇူးတင်ပါတယ် thank you ပါကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Quadrant 2မှာ live ရောက်လေ့လာစုံစမ်းဝယ်ယူနိုင်ပါတယ်